အားလုံးပဲမင်္ဂလာပါ Iris Bandra ရဲ့ talk show episode ကိုရနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မကတော့ Win Tan Tan Iris Bandra ရဲ့ founder ဖြစ်ပါတယ် ကျွန်မကတော့ Iris Bandra ရဲ့ co-founder လူစားလွင်ဖြစ်ပါတယ်ရှင်မဝင်းတက်တက်ရေဒီနေ့က Iris Bandra ရဲ့ Get to know more about us ဆိုတဲ့ series လေးရဲ့ last episode လေးပါဒီ episode လေးမှာကျွန်မမေးချင်တာက Iris Bandra ရဲ့ main artist တယောက်အနေနဲ့ design မှာဘယ်လိုမျိုး design တွေကိုအဓိကထားပြီးတော့ဖန်တီးကြလဲရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့Iris Bandra ဆိုတဲ့ Bandra ဆိုတဲ့နာမည်အတိုင်းပဲကျွန်တော် band တွေကိုအဓိကထားပြီးတော့ရေးဆွဲပါတယ်အဲ့ဒီမှာကျွန်တော်တို့နှစ်ပိုင်းပေါ့နော် customize လာပြီးတော့ edit customer တွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေပြီးတော့ design သုံးခုကိုထုတ်တဲ့အချိန်မှာကျွန်မဦးဆောင်ပြီးထုတ်ပြီးဖြစ်ပါတယ်အဲ့ဒါကတော့တစ်ပိုင်းနောက်တစ်ပိုင်းကကျတော့ project ပေါ့နော် project တွေလုပ်တဲ့အချိန်ကျရင်လည်းအဲ့လိုပဲကျွန်တော်တို့project တွဲလုပ်တဲ့တခြား business ကလူတွေနဲ့တွဲပြီးတော့ကျွန်တော်တို့ design တွေကိုစပြီးတော့ initiate စလုပ်တဲ့အချိန်မျိုးမှာကျွန်မဦးဆောင်ပြီးတော့လုပ်ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဘယ်လိုလိုချင်တာလဲပေါ့ band မှာဘယ်လို band နဲ့ live နဲ့ color တွေရောက်ဘယ်လိုလုပ်မလဲပေါ့အဲ့ဒါမျိုးတွေကိုကျွန်မတို့ကျွန်မအနေနဲ့ဦးစီးပြီးတော့ design တွေလုပ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်ဒီဆွဲလိုက်တဲ့ art တွေကို quality ဘိုင်းမှာဘယ်လိုအချက်လက်တွေနဲ့စစ်ဆေးလို့ရှိလဲရှင်quality ကိုစစ်ဆေးတဲ့နေရာမှာကျွန်တော်တို့ product တစ်ခုကိုပြီးသွားမှစစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ product တစ်ဆင့်ချင်းစီတိုင်းမှာအမြင်နဲ့စစ်ပါတယ်ကျွန်တော်တို့ဆေးရဖြည့်ပြီးဆိုကျွန်တော်တို့တစ်ဆင့်6မှတစ်ဆင့်ဆေးတွေကိုဆက်ပြီးတော့ဆွဲတာဖြစ်တဲ့အတွက်အဲ့ဒီ6ခံနေစဉ်အချိန်ဒီမှာကျွန်တော်တို့စစ်တယ်တတ်မှတ်ထားတဲ့ကျွန်တော်တို့ design တိုင်းဖြစ်လားdesign ပြောင်းဖို့လိုမလားဆေးတွေကပြင်ဖို့လိုမလားစသဖြင့်ပေါ့နော်လိုအပ်တဲ့ဟာတွေအကုန်လုံးအစင်ချင်းစီမှာစစ်တယ်ပြီးသွားတဲ့အချိန်နောက်ဆုံးအဆင့်ရောက်တဲ့အချိန်ကျရင်လေလိုအပ်တဲ့အနေထားရပြီလားကို့အနေနဲ့ကျွန်မ main artist တယောက်အနေနဲ့ကျွန်မအနေနဲ့စိတ်တိုင်းကြရလားဆိုတဲ့ဟာကိုကြည့်ပါတယ်စိတ်တိုင်းကြပြီဆိုမှအဲ့ product တစ်ခုကိုကျွန်တော်တို့ပြီးဆုံးသွားတဲ့ design တစ်ခုကိုဖန်တီးထားတဲ့ product finish product အနေနဲ့သတ်မှတ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဒါဆိုလို့ရှိရင် Iris Bandra မှာနောက်ထပ်တော့အသစ်ဘယ်လို product တွေကိုထုတ်ဝေပေးသွားမလဲဆိုတာကိုညှောက်ဝေပေးပါအောင်ရှင်ဘယ်လို product တွေရှိအောင်လဲဆိုတော့ကျွန်တော်တို့ပထမဆုံးတော့ကုတ်ပေါ့နော်ဒီကုတ် engine အခုနောက်မှာပြထားတဲ့ကုတ် engine လိုမျိုးအဲ့ဒီကုတ် engine တွေကျွန်တော် launch မလုပ်ရသေးပါဘူးအဲ့ဒီကုတ် engine တွေကဘယ် process ရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ခုမှ design တွေကိုစပြီးအတည်ပြုတဲ့ process ပဲရောက်ပါသေးတယ်အဲ့ဒီ product အဲ့ဒီကုတ် engine တွေကို launch လုပ်ဖို့ရှိပါမယ်ဒီအခုပြထားတဲ့design ထက်ပိုပြီးတော့အဆင့်မြင့်တဲ့ quality တွေနဲ့ဖြစ်ဖို့လို့ဆက်ပြီးတော့စူးစမ်းနေတာပါဒီအားလုံးကိုကောင်းဆုံးဆိုတဲ့ဟာကိုပဲပေးချင်တာဖြစ်တဲ့အတွက်အကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်တို့စူးစမ်းနေပါတယ်အားလုံးစူးစမ်းပြင်ဆင်ပြီးသွားတဲ့အချိန်ကျရင်အားလုံးကိုချပြမှာဖြစ်ပါတယ်ဒီကုတ်အင်ဂျီလေးလည်းကို design ဆက်သက်နေတဲ့ကာလပြီးသွားလို့တကယ်ကို product launch လုပ်ပြီးဆိုရင်အားလုံးကနေပြီးတော့လည်းအားပေးပေးကြပါဦးဝယ်ယူပေးကြပါဦးဒီကြားထဲမှာလည်း customize တွေလက်ခံထားတဲ့လုပ်တွေလည်းအများကြီးရှိပါတယ်အဲ့လိုပဲလူချင်းမင်းတို့ကြည့်နေတဲ့လူချင်းမင်းတို့ကနေပြီးတော့ customize တွေအပ်ချင်တယ်ဆိုရင်ကျမတို့ Iris Bandra ကိုသတိရပေးဖို့အတွက်ကိုလည်းအားလုံးကိုမြစ်တာရက်ခံချင်ပါတယ်အားလုံး Iris Bandra လေးကိုနှလုံးထဲမှာတင်ထားပြီးတော့သတိရပေးကြပါနော်ဟုတ်ကဲ့ပါဟုတ်ဒါဆိုလို့ရှိရင်ကျမတို့ Iris Bandra ရဲ့ Get to know more about us ဆိုတဲ့ talk show လေးကိုကျမတို့ဒီလိုဆက်လိုက်ကြရအောင်ပါရှင်ဆိုရင်အားလုံးပဲ bye bye